ကဲခုနက post လေးကတော့နည်းနည်းလေးရှန်ထောင်လိုက်တဲ့ဟာလေးပေါ့အခုကတော့ဒါကတော့အများဟာလေးပြောမှာပေါ့နော်ကျွန်မဒီနေ့သွားစီကန်သွားထားတော့ထုံစည်းတွေထိုးထားတော့ပါဇက်ကတိတ်စကားကောင်းကောင်းကပြောလို့မရဘူးဖြစ်နေဆိုတော့ကျွန်မတကယ်ချင်းနေကျွန်မမိတ်ဆွေတွေမြေပြင်မှာသွားပြီးတော့မှလုံနေတဲ့သူတွေကလည်းသူတို့မြင်တာတွေတွေ့တာတွေကြားတာတွေလိုအပ်ချက်တွေကိုကျွန်မတို့တို့ကလည်းအကူအညီတောင်းတာပေါ့နော်ပြောပြဖို့ဘာဖြစ်လို့လဲဆိုတော့ကျွန်မကပြောရင်လူအများကြီးသိတယ်လို့တို့ကလည်းဒီလိုလေးပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်မတို့ကလည်းအာကိုတကြီးနဲ့ပြောတော့ဒီနေ့အကြောင်းအရာလေးတစ်ခုပြောချင်တယ်ပေါ့နော်ဒီမှာကျွန်မတကယ်ချင်းမိတ်ဆွေရပေါ့လေလှမ်းပြောတော့ဝင်ကြီးရေးတဲ့တို့ချစ်စနိုးနဲ့ကျွန်မကိုခေါ်တာပေါ့လေမန္တလေးမှာတဲ့ခွဲခြားဆက်ဆံခံနေရတဲ့ဟာလေးတွေရှိနေတယ်တဲ့နော်တင်အောင်လုံးနေရတယ်တဲ့ကိုယ့်ရဲ့က volunteer တွေကိုတော့နှိမ်ချိုးပြီးတော့မှတဲ့တရုတ်အဖွဲ့ကတော့ပြီးကြတာအပုံခေါင်းတဲ့စသဖြင့်ပေါ့လေဒီလိုမျိုးလေးတွေရေးတယ်ဒီလိုမျိုးလေးတွေပြောတယ်ဆိုတဲ့ခါကျတော့ကျွန်မကဒါလီအားလုံးလဲစာလေးတွေကတော့နည်းနည်းလေးဖတ်ပြတဲ့အချိန်မှာဒေါသစာလေးတွေပါတဲ့ခါကျတော့နည်းနည်းလေးရင့်သွားမှာဆိုလို့နော်ကျွန်မစာလေးတော့မဖတ်ပြတော့ပါဘူးအဲ့တော့ပြောချင်တာလေးရတော့ပေါ့လေကျွန်မသတိပေးချင်တာလေးပေါ့အဲ့တော့ကျွန်တော်တို့ဒီကနေကျွန်တော်တို့ခုနှစ်သားသမီးတွေကလည်းလှူကြတယ်တန်းကြတယ်ပေးကြတယ်ကမ်းကြတယ်သွားပြီးကူကြတယ်ကဲကြတယ်ပေါ့နော်ဒီလိုမျိုးတွေလုပ်တဲ့အနေထားမှာကယ်ဆယ်ရေးအဖွဲ့တွေပေါ့မိနေမှာဆိုလို့ကယ်ဆယ်ရေးအဖွဲ့တွေအဲ့တော့ကယ်ဆယ်ရေးအဖွဲ့တွေကလည်းသွေးနဲ့ကိုသားနဲ့ကိုဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုက်စာထမင်းစားရမယ့်အချိန်ကျရင်ထမင်းစားတတ်တယ်ရေတောက်ရမယ့်ချိန်ကျရင်ရေတောက်ချင်တယ်အဲ့တော့ကျွန်တော်တို့ရိုးအေးငိမ်ထိုင်နေတဲ့သူတော်မှပဲဒီအပူချိန်40ဒီဂရီလောက်မှာရေငတ်ရေစာခဏဖြစ်တာဒီလောက်ပူနေတဲ့အထဲမှာတခါတည်းဖုံနေကြောက်တီးဒီလိုတွေထဲမှာလှုပ်ရှားနေရတဲ့သူတွေဖို့ရေခဏစာမှာပေါ့နော်ဘိုက်စာချိန်ကြရင်လည်းအလုပ်တွေခန္ဓာကိုအားပြုပြီးလှုပ်ထားတဲ့အတွက်ကြောင့်မလို့အစားအသောက်ကလေးလည်းများစားနိုင်မှာပေါ့စားကြမှာပေါ့နော်အဲ့တော့ကျမတို့ကလေကယ်ဆယ်ရေးအဖွဲ့လေးကိုလည်းဒါလှူကြဖို့တန်းကြဖို့ကျမဒီနေရာကနေပြီးတော့မှအားလုံးကိုသတိပေးပါတယ်နော်အားလုံးကိုထောက်ပြပါတယ်ကျွန်တော်တို့ဒုက္ခရောက်တဲ့သူတွေကိုတော့ဒါကယ်ရမှာပေါ့ကုရမှာပေါ့အဲ့တော့အဲ့ဓာတွေကိုလိုက်ပြီးတော့မှကယ်ဆယ်နေတဲ့ကယ်ဆယ်ရေးတွေဆိုတာလေသူ့အိမ်မှာသူဒူးနံပြီးနေလို့ရတဲ့သူတွေပါဒါပေမဲ့လည်းသူတို့ကိုထမင်းကိုစားပြီးတော့မှဒါအသက်ဆွန့်ပြီးတော့ကိုကင်ရတယ်လို့ပဲကျွန်မပြောပြရစီเนาะဒီနေရာကနေလည်းချီကျူးဂုဏ်ပြုပါတယ်ကယ်ဆယ်ရေးတွေရဲ့မေတ္တာစေတနာတွေကိုလည်းအတိအမှတ်ပြုပါတယ်လေးစားပါတယ်เนาะဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒါဒီအခက်ခဲတွေဒီအပြိုအပြက်ကြီးတွေကြားထဲမှာဟာဒီခန္ဓာကိုယ်တကူစားလောက်လေးတွေဝစ်တွားပြီးတော့မှဝင်ပြီးတော့မှအတင်းလောက်ကင်နေကြတာကျွန်တော်တို့လည်းမြင်နေပါတယ်ဗီဒီယိုဖိုင်တွေမှာเนาะဆိုတော့ immitant anti များပါတယ်အဲ့တော့တကယ်ကိုအသက်ဆွန့်ကြိုးပမ်းနဲ့ကယ်နေကြတဲ့ကယ်ဆယ်ရေးလေးတွေကိုလည်းအတိအမှတ်ပြုပြီးတော့မှကျွန်တော်တို့ကြွေးကြမွေးကြပေးကြကမ်းကြစေချင်ပါတယ်เนาะဆိုတော့မနေ့ကဆိုလည်းဗီဒီယိုဖိုင်လေးတစ်ခုကျွန်မကြည့်လိုက်ရတာစိတ်မချမ်းသာဘူးကယ်ဆယ်ရေးတွေကိုဘတ်ဖိုးနဲ့တူးလိုက်တဲ့အချိန်မှာပတ်စံရှိတဲ့နေရာကိုပဲတူးတာလားတို့ဘာတို့ညာတို့နဲ့ပတ်စံကိုပဲဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဘာညာပေါ့ပြောနေတာလေးလူတွေနေရာကိုတော့မတူးဘူးဒီလိုမျိုးလေးပြောနေတာလေးတွေ့တဲ့ခါကျတော့မြေပြင်မှာလဲကျမတို့မိတ်ဆွေတွေရှိတဲ့ခါကျတော့ပြောပြပါတယ်ဒီတိုက်ပြိုတိုက်ပြက်ဒီလိုမျိုးကြီးအပုံကြီးတကယ်ကိုကြောက်ပုံကြီးတကယ်ကိုဒီအပြိုအပြက်ပုံကြီးထဲမှာဘယ်နေရာမှာပတ်စံရှိလဲလို့ဘယ်သူကသိမှာလဲလို့နော်လူတွေကလည်းတခါလေးကြရင်စေတနာနဲ့မတန်ဘူးเนาะဘယ်သူကရှိမှာလဲလို့နောက်တစ်ခါဒီမြေကော်စက်နဲ့တူးတဲ့အချိန်မှာဓာတ်ဘော်တွေရှိနေသေးတဲ့အရာတွေမှာခန္ဓာကိုယ်တွေအကောင်းတိုင်းရအောင်လို့မလို့ထိမ့်ပြီးတော့မှလုပ်ရတဲ့အရာမျိုးလေးတွေရှိတယ်เนาะဆိုတော့ဒါလေးတွေကိုလည်းလူတွေအနေနဲ့နားလည်ပေးစေခြင်းနဲ့နော်သူတို့မှလည်းကိုထမင်းကိုစားပြီးတော့မှအသက်ဆွန့်ကြိုးပမ်းနဲ့ဒီနေပူတွေကြီးမှာကျမတို့တွေပဲကိုချင်းစာကြီးလေလုံနိုင်မလားသူတို့မှတာဝန်မရှိနေဘူးနော်အတိစိတ်ဓာတ်နဲ့တကယ်ကိုပရာဟိတစိတ်ဓာတ်နဲ့လူသားချင်းစာနာတဲ့စိတ်ဓာတ်နဲ့ဒီကယ်ဆယ်ရေးလုပ်နေတဲ့ကလေးတွေလူကြီးတွေဒီအကိုတွေပေါ့လေမောင်တွေပေါ့ဒီလူတွေဟာလုံနေကြတာဘယ်သူမှတာဝန်မရှိဘူးသူတို့မှာနော်တာဝန်မရှိဘူးသူတို့လုပ်ရမယ်ဆိုရယ်လုပ်ပေးရမယ်ဆိုရယ်တာဝန်မရှိဘူးဒီခုနကပိုင်ရှင်တွေကလည်းဟိုလိုဒီလိုနဲ့ပြောအောင်သူတို့ပတ်စပ်ပေးပြီးငှားထားတဲ့သူတွေမဟုတ်ဘူးနော်အဲ့တော့ဒီအချိန်နေမှာလဲကိုလဲဒုက္ခရောက်တယ်သူတို့ကလည်းကုညီကယ်ဆယ်ပြီးတယ်နားလည်မှုလေးနဲ့အပြန်အလှန်လေးရှိဖို့လိုအပ်တယ်နော်ဆိုတော့ကယ်ဆယ်ရေးဒါကိုမလုံနိုင်တဲ့အလုပ်တွေကိုစွမ်းစွမ်းတမန်နဲ့လုပ်ပေးတဲ့သူတွေရဲ့စေတနာတွေကိုလည်းကျမတို့ကအတိအမှတ်ပြုရမယ်နော်အဲ့တော့ဒီကယ်ဆယ်ရေးလေးတွေကိုလည်းကျွေးဖို့မွေးဖို့ပေးဖို့ကမ်းဖို့လေးတွေမေ့နေမှာဆိုလို့ကျမကသတိပေးပါတယ်နော်အဲ့တော့လေဘယ်လိုပဲဖြစ်ဖြစ်
ဒီအခက်ခဲတွေဂျားထဲမှာတယောက်နဲ့တယောက်နဲ့နားလည်မှုလေးတွေနဲ့เนาะဖေးမှပြီးတော့မှဒါသွားကြမယ်ဆိုလို့ရှိရင်ကောင်းပါတယ်เนาะဆိုတော့ကျမကတော့ဒီနေရာကနေကိုကြီးကယ်ဆယ်ပေးနေတဲ့ပရဟိတအဖွဲ့ဝင်တယောက်တိုင်းကိုကျေးဇူးရမ်းတင်ပါတယ်ကိုထမင်းကိုစားเนาะတကယ်ကိုတက်ဆွန့်ဂျိုးပန်းနဲ့တကယ်ကိုဟာရာသီဥတုရောအခြေအနေအရက်တီကောဒီသားတွေမှာအခုဆိုအစဲဆိုအပြောဆိုတွေပါခံပြီးတော့မှလှုပ်ပေးနေတဲ့ဒီတယောက်တိုင်းမောင်နေအကိုတွေအကုန်လုံးကိုဒီနေရာကနေလေးစားပါတယ်ကျေးဇူးတင်ပါတယ်ကျွန်မကလည်းကျွန်မဒီတက်ဆွမ်းသမျှဒီအကိုတွေမောင်နေစီကိုပံ့ပိုးမှုတွေရောက်ဖို့အတွက်ကိုကျွန်မထပ်ပြီးတော့မှစူးစမ်းပြီးတော့မှကျွန်မရအောင်ပို့ပါမယ်လို့ဒီနေရာကနေစကားပါပါရစီနော်ကျေးဇူးအများကြီးတင်ပါတယ်